ပြည်နယ်အဆင့်အဝေးပြေးပြေးနီးပြတယောက်ဟာတောနက်ထဲမှာထူးဆန်းတဲ့တောရိုင်းလူသားတစုနဲ့ဆုံခဲ့ပါတယ်။သူတို့ဟာဘာလက်နက်မှမပါပဲကြားတစ်တွေကိုအမိဖမ်းနိုင်ကြတယ်။ကြားတစ်တကောင်မောဟိုက်ပြီးတည်သွားတဲ့အထိနောက်ကနေမရက်မနာလိုက်ကြတာပါ။အဝေးပြေးနီးပြတယောက်အနေနဲ့ဒါဟာမဖြစ်နိုင်ဘူးလို့သူထင်ခဲ့မိတယ်။ကြားတစ်ဆိုတာကမ္ဘာဦးမှာအမြန်ဆုံးတရဝဖြစ်ပြီးကြားတစ်တကောင်မောတည်အောင်လိုက်နိုင်တယ်ဆိုတာအံ့ဖွယ်တစ်ခုပဲလေ။ဒါပေမဲ့သူအဲ့ဒီလိုပြောပြတာနဲ့ကြားတစ်တကောင်ကိုသူတို့မျက်စိရှိတင်မောတည်အောင်လိုက်ဖမ်းပြခဲ့တဲ့မြင်ကွင်းကိုပြန်တရိယာသွားပါတယ်။နီးပြကတော့ငါမတော်တဆမှုဖြစ်တုန်းကခေါင်းထိပြီးယူသွားပြီးထင်တယ်လို့တောင်တွေးမိတဲ့အထိပါပဲ။အဲ့ဒီအချိန်မှာပဲတော်ရိုင်းလူသားတယောက်ကသူ့ကိုနေ့စဉ်လေ့ကျင့်ရေးကွင်းစီခေါ်သွားပါတယ်။သူတို့ရဲ့နေ့စဉ်အလုပ်ကတော့ကြားတစ်တွေမောဟိုက်လဲကျသွားတဲ့အထိလိုက်ဖမ်းတာဖြစ်ပြီးအဲ့ဒါကိုမှအောင်မြင်တဲ့အမဲလိုက်ခြင်းလို့သတ်မှတ်ကြတာပါ။နီးပြကမယုံနိုင်စရာမြင်ကွင်းကိုကြည့်ရင်အနွယ်စုခေါင်းဆောင်ကိုဒီလူကအမြန်ဆုံးလူလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ခေါင်းဆောင်ကဒီလူကတာမန်ပါပဲငါတို့ရဲ့အတန်မာဆုံးစစ်တီတော်တွေဆိုရင်10 ရက်10 လပြည့်ရင်တောင်ချွေးတစ်ဆက်မထွက်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါနီးပြကတော့သူ့ဘဝကိုပြောင်းလဲပြစ်မဲ့အခွင့်အရေးရောက်လာပြီဆိုတာသိလိုက်ပါပြီ။သူတို့တွေကတယောက်ယောက်ကိုသာခေါ်သွားနိုင်ရင်အဝေးပြေးပြန်ခွင့်မှာပထမဆုရဖို့ဆိုတာအေးဆေးပဲလေ။သူကခေါင်းဆောင်ကိုသူ့ဆန္ဒကိုပြောပြပေးမယ်ဘယ်သူမှလိုက်မသွားချင်ကြပါဘူးအဲ့ဒီအချိန်မှာတယောက်ကခေါင်းဆောင်ကိုတစုံတယောက်အကြောင်းပြောပြလိုက်တဲ့အခါခေါင်းဆောင်ကကယ်တင်ရှင်ကိုတွေ့သွားတယ်လို့ဝမ်းသာသွားပြီးနီးပြကိုသူ့ကိုယ်သာခေါ်သွားပေးပါလို့အတင်းတောင်းပန်ပါတော့တယ်နီးပြဘာမှပြန်မပြောရသေးခင်မှာပဲသူတို့ကအဲ့ဒီလူကိုအော်ခေါ်လိုက်ကြတယ်ချက်ချင်းဆိုသလိုပဲတောရိုင်းလူသားတယောက်ဟာလျှက်စီးလက်တလူပေါ်လာပြီးနီးပြရှိကိုဝုန်းခနဲ့ရောက်လာတာကြောင့်နီးပြခများလက်ဖြတ်သွားပါတယ်တခြားလူတွေကတော့ရှက်ကူးရှက်ကန်တဲ့နီးပြကိုပြောပြတာကသူကအနည်းဆုံးကြားတစ်ကိုတောင်မဖမ်းနိုင်လို့အငှက်ပေးဆိုင်တော့မှမို့ခေါ်သွားပေးပါတယ်နီးပြကတော့ခုနကမြန်လုံးကိုကြည့်ပြီးမြင့်တက်နေလို့မို့ခေါ်မသွားချင်ဘူးလို့သူတို့ကအထင်မှားပြီးခေါင်းဆောင်ကသူ့ရဲ့ယတနာကြောက်မြက်ကိုတောင်ထုတ်ပေးပြီးလက်ထိုးပါတော့တယ်နောက်ဆုံးတော့နီးပြလည်းအဲ့ဒီလူကိုခေါ်ပြီးမြို့ကိုပြန်လာခဲ့ပါတယ်ဒါပေမဲ့တောရိုင်းလူသားကကားပေါ်မှာနေရတာတိတ်အဆင်မပြေဖြစ်နေပြီးကားကတိတ်နေတာပဲလို့ခဏခဏပြောနေပါတယ်နီးပြကအံ့ဩနေတော့မှပဲအဲ့ဒီလူဟာကားပေါ်ကနေခုန်ဆင်းပြီးကားနဲ့အပြိုင်ပြေးပါတော့တယ်သူဟာကားထက်တောင်ပုံမြန်နေပါတော့တယ်